မင်္ဂလာပါ United Daily News and Talk Show ကနေကြိုဆိုပါရစေ။ Manchester United အသင်းဟာအသင်းရဲ့ကွင်းလယ်လူ Casemiro ရဲ့ရေရှည်ဆက်ခံမိသူအဖြစ်ပြင်သစ်ကွင်းလယ်လူချူအာမီနီကိုခေါ်ယူဖို့အလွန်စိတ်ဝင်စားနေပြီးဒီအပြောင်းရွှေ့ဟာလက်ရှိမှာပို့ပြီးတော့အလားအလာကောင်းလာနေပါတယ်။လက်ရှိရရှိထားတဲ့သတင်းတွေရဲ့ဖော်ပြချက်အရ Real Madrid အသင်းဟာ Manchester City ကွင်းလယ်လူရိုဒရီကိုခေါ်ယူဖို့ကြိုးပမ်းနေတာကြောင့်အဆိုပါပြောင်းရွှေ့အတွက်ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ချူအာမီနီကိုပြောင်းရွှေ့ကြေးယူရိုတန်80ဝန်းကျင်နဲ့လက်လွတ်ဖို့အသင့်ရှိနေတယ်လို့သိရပါတယ်။ United အသင်းအနေနဲ့ယခုနွေရာသီမှာAndre Santos နဲ့ Yuri Tielemans တို့လိုကွင်းလယ်လူတွေကိုခေါ်ယူအားဖြည့်ထားပြီးဖြစ်ပေမဲ့အသင်းရဲ့ကွင်းလယ်အင်ဂျင်ကိုပုံမူတောင့်တင်ပြီးရေရှည်စိတ်ချရဖို့အတွက်ချူအာမီနီကိုထပ်မံဖြည့်တင်းဖို့အာသွန်ခွန်ဆိုင်ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။အထူးသဖြင့် Real Madrid အသင်းဟာအသင်းကိုလုံးဝအသစ်ပြန်လည်တည်ဆောက်နေပြီးယခုနွေရာသီတွင်ဘာနာဒိုဆေးဘာကိုနာတေကူကူယေလာနှင့်ဒန်ဖရိုင်းတို့ကဲ့သို့သောထိပ်တန်းကစားသမားများကိုတတိတတန်းကြီးခေါ်ယူထားတာဖြစ်ပြီးလက်ရှိမှာရန်ဒီယိုမန်ဒီကိုလည်းခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။နာမည်ကြီးသတင်းထောက်ဖာဘရီဇီယိုရိုမာနိုကတော့လာမယ့်ရက်သက်ပတ်တွေဟာစိတ်ဝင်စားဖို့ကောင်းလာတော့မှာဖြစ်တယ်လို့ပြောကြားထားပြီး United ကွင်းလယ်ပြစ်မှတ်ဖြစ်နေစေချူအာမီနီနဲ့သတင်းတွေလည်းထူးခြားလာမလားအရင်လိုပဲပြန်အေးဆက်သွားမလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရအောင်မှာဖြစ်ပါတယ်။ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတွေကိုစူးစမ်းတင်ဆက်ပေးသွားပါမယ်။အခုလိုမျိုးစောင့်ကြည့်ပေးတာကျေးဇူးတင်ပါတယ်ဗျာကျေးဇူးပါ